လောကရဲ့လမ်းများကိုရှောက်သွားရတဲ့မောပန်းနွမ်းလေလုံးသားကလွမ်းစလို့တန်တမီရဲ့မိရဲ့အိမ်ကိုအိမ်များတဲ့အမေရဲ့မြတ်တာရိတ်ထဲဝေးခဲ့ပြီမို့တခါလေးပြန်လဲတွေ့ရင်မဘိုချီကွယ်ချောက်သွေးတဲ့အိမ်မရှိတွေကြတဲ့မှာရိတ်ခုလွင်ပြဲYesterday နေ့ရမြတိုက်ခိုက်ကြလို့အားနေနေပြီဆိုတင်ချတဲ့စိတ်တွေများပြိုကွဲသွားမလားဆိုရင်နေလို့ရင်မတန်ရများနာကျင်နေပြီပဲအိမ်ပြန်ခြင်းနဲ့ငြိမ်းချမ်းဆုံးမေးအိမ်ချက်တဲ့မျိုးပြလူနေမှုစနစ်မှာစီမျောရင်လည်းပဲကြီးလေးတဲ့ခီးတစ်ခုအဆုံးချီရောက်ဖို့ကြိုးစားနေသူမှာရိုးသားတဲ့ခြေလက်ကမေးအိမ်လေးကြောင့်တွေ့မိပြီနေလို့တရားများရင်တဲ့ကျွန်တော်ဟာလို့အိမ်ပြန်ခြင်းနဲ့ငြိမ်းချမ်းဆုံးနေအိမ်ပြန်ခြင်းနဲ့နှွေးထွေးဆုံးနေအိမ်မရတဲ့များစွာတဲ့ယထာအိုအော်တဲ့လေးများချရင်အိမ်ပြန်ခြင်းနဲ့စိတ်ကလေးကြမရဘူးမေးထွေးလုံးကြုံတဲ့နေရာကနေအိမ်လေးလို့တီးလိုက်ရတဲ့ချိန်ကြတော့ကျွန်တော်ကဟိုးဝေးကြီးမှရောက်ရှိနေပြီလေရိုးသားတဲ့ခြေလက်ကမေးအိမ်လေးချောင်းတွေ့မိ